ဘဝကလေမမဆောင်လို့ဖြစ်နေတယ်ဗျဘာလို့နေလဲလို့မေးရင်လေဘာဖြေရမှန်းမသိဘူးဖြစ်နေတယ်ဗျအားလားလို့မေးရင်မအားဘူးဗျဘာအားဘူးအားရင်ဘာလုပ်နေလဲဆိုတော့လေဘာမှမလုပ်ဘူးဗျဒါဖြင့်ဘာမှမလုပ်ဘူးလားတော့မေးတော့လေလုပ်နေတယ်ဗျဒါဖြင့်ပတ်စံရှိလားလို့မေးရင်လည်းမရှိဘူးဗျမရှိဘူးလားလို့မေးတော့လေရှိနေတယ်လို့ပဲဗျတထေးလားလို့မေးတော့လေငါမွဲဗျငါမွဲလားဆိုတော့လေမဟုတ်ပြန်ဘူးဗျအလုပ်ရှိလားလို့မေးရင်လည်းမရှိဘူးဗျမရှိဘူးလားလို့မေးနေတော့လဲရှိနေတယ်လို့ပဲဗျဒါဆိုရင်လည်းအလုပ်လုပ်ဖို့ဆိုတော့ဘာလို့ရမှမသိဘူးဖြစ်နေဘာမှမလုပ်နဲ့ဆိုတော့လဲလုပ်နေရတာပဲဗျဘာလုပ်တာလဲလို့မေးတော့လဲဘာလုပ်နေမှန်းမသိဘူးဗျဘာလုပ်နေမှမသိတော့ဘလို့နေလဲလို့မေးတော့ဒီလိုပါပဲလေဒီလိုပါပဲလေဆိုတာကဘာလဲလို့မေးတော့ဒီလိုပါပဲတဲ့အဲ့တော့ဘဝကဒီလိုပါပဲနဲ့လူဖြစ်လာတာကြာလာတော့ဗျာသူများတွေကလည်းဘာလုပ်နေလဲလို့မေးတဲ့အခါကျရင်ခက်တီတီနဲ့ဗျဒီလိုပါပဲတဲ့တလုံးနဲ့ပဲဖြေတတ်တော့တယ်ဗျာ